အခုကတော့ဥပုံပိတ်ရက်လေးတွေပေါ့နော်အခု6ရက်ပိတ်တယ်ပေါ့နော်6ရက်မှာနေတိုင်း daily vlog လေးတင်မယ်စဉ်းစားထားတယ်အခုကတော့9နာရီရှိပြီဒီနေ့ plan က17နာရီခွဲကြလို့ရှိရင်ဂျင်သွားမယ်အဲ့ရလေးတင်လိုက်ပါမယ်Keep the knees closer together. Modify both of through your nose. More time, deep breath in. တရားထိုင်လို့ပြီးသွားပါပြီ။ Coffee တောက်ချင်တယ် coffee တောက်မယ် coffee ပြောမယ် coffee ပြောမယ် အဆိုဘယ်နှစ်ပိုင်းဆိုလို့ရှိရင်အေးရထားပြီးနိုင်ဝက်45မိနစ်ကအဲ့လို exercise တစ်ခုခုလုပ်တယ် yoga ပေါ့နော်ခန္ဓာကိုယ် stretch လုပ်တယ်ပြီးရင်5မိနစ်10မိနစ်လောက်ပြီးတရားထိုင်နေပြီးရင်စာဖတ်တယ်အဲ့ဒါကတစ်ခါတလေလဲနိုင်ဝက်လောက်ကြာတယ်တစ်ခါတလေကျတော့လဲနိုင်ဝက်ကျော်ဝါလည်းရှိရပေါ့နော်အဲ့အကုန်လုံးပြီးသွားပြီဆိုတော့အခုဆိုပကံဆေးရမယ်ပြီးရင်အဝတ်လန်းရမယ်အဲ့ပြီးရင်တော့စူကျင်သားဖို့ပြင်ရမှာပဲဘာလို့ဆို17နိုင်နဲ့ထိုးတော့မှာဆိုတော့အိုက်တိုပကိဆန်လေးလုပ်လိုက်ပါအောင်မယ်တော့ပါပြီတကန်စီလို့After I do, which makes me feel good doing it. I don't feel good before I go to the gym, or maybe before I meditate. Because there's something called others, and it's an incredibly simple, which is. It's my bag.ありがとうございます。ချင်းစောက်လို့လည်းပြီးဈေးဝယ်လို့လည်းပြီးသွားပြီကဲအိပ်ပြန်မယ်နေကင်းတရေအိပ်ပြီးတော့နိုးလာတာပါချင်းစော့ပြီးတော့လူကအရန်ကိုပြိုင်ပြီးတော့
တော့၄နာရီခွဲပါတော့မယ်ဘိုက်ကလည်းစားရတယ်ထမင်းလည်းစားကြတယ်ဒီရက်ထမင်းမစားသေးဘူးဂျင်းကပြန်လာတော့ဆို1နာရီခွဲ2နာရီဖြစ်နေတော့2နာရီဖြစ်တာနဲ့ဘိုက်ရန်စားနေရတယ်တခုလည်းမလုပ်ချင်တော့ရနဲ့ပဲမတော်နေကဘာကတစ်လုံးစားလိုက်တယ်စားပြီးတော့ grocery shopping လေးခဏသွားလိုက်တယ်ဝယ်ပြန်လာတော့အရန်ပင်ပန်းမရတော့ခဏကိုလုံးဝမရတော့အရန်ပြိုင်းပြီးတော့အဲ့ဒါအိတ်လိုက်ပါတယ်ခဏအနားယူလိုက်ပါတယ်ဒီနေ့နေတော်တော်တာတယ်ရှာတီဥထုလေးကတော့ဒီလိုလေးပါကိုအဲ့ရလည်းနိုးလာရေးဆိုတော့ဘိုက်စားလာပြီလေစားဖို့လုပ်ပါမယ်တခုကိုပြီးသွားလို့ရှိရင် juice လေးဖြောမယ် juice ဖြောဖို့အတွက်သူ့ရဲ့ဆက်အစ်စ်လေးကြွားစရာရှိဟိုအရေးတက်အဖတ်တက်လုပ်ပြီးရဲ့ဆက်လေးအဲ့ဒါဝယ်ထားတယ်အဲ့ဒါလေးနဲ့ juice လေးလုပ်ပါမယ် Sleeping Beauty လေးနိုးပြီလား Sleeping Beauty လေး sleeping beauty နဲ့နိုးပါပြီအဲ့လိုကောင်းမကောင်းပြီရဲ့ဝယ်ထားတာတော့ကျွန်တော်ကမလေးချင်တယ်ဒီကတော့ carrot ပေါ့နော် carrot လေးနဲ့ပြီးတော့ orange ပါမယ်ပြီးတော့ panty လေးနဲ့ပါမယ်ဒီပင်ထားမယ်ညစာလေးကတော့ချက်သားကြုံမယ်ဒီကုန်းလေးပါတော့လေပို့ပြီးတော့အဲ့လို juicy ဖြစ်ဖြစ်နဲ့စားလို့ကောင်းတယ်ချက်ထားတော့လေဒါလေးကြီးချိုးဆုံးပိုင်းနေဟိုလည်းချိုးဂျပန်တွေရာတွေကတော့ဆွီကားမရှိမဖြစ်ရန်စားကောင်းမြန်မာနိုင်ငံမှာလည်းရန်စားကောင်းပါတယ်မြန်မာနိုင်ငံကတော့မပေါ်ဂျပန်ဖယဲတီးရလေဒါတော့မှဒီလိုတချမ်းတစ်စိတ်ကြီးပေါ့နော်လာစေးတက်တာတဲ့ဆိုင်အောင်ဝယ်လာ400လောက်ပေးရ400ဆိုမြန်မာဝယ်ဘယ်လောက်1000ကျော်လောက်ရှိမှာအဲ့တော့တစ်စိတ်လို့1000နော်မြန်မာနိုင်ငံမှာဆိုရင်4-5000လောက်ပဲရှိမှာပေါ့အချိုးဆုံးပိုင်းဟဲ့ကောဖယဲတီးကိုကြိုက်တော့ကြိုက်တယ်ဒီဟာမှလည်းတခုမကြိုက်တာအစီပါအမြဲတမ်းတဘာဝကြီးလုံးဝအစီမပါတဲ့ဟာရှိနေတာကျမရဲ့တောင်းတမှုကြီးရတော့တဘာဝရံပြောင်းပြန်လုပ်ပြချင်တာいただきますဆက်လေး come on မျိုးဒီတဲ့ဆက်သွားအများမိုက်တယ်ကိုတုတ်ပြီးကိုကောင်းတယ်အတုတ်ဆိုကိုကိုတိုင်းလည်းတယ်ပြီးရင်ကြိုက်လဲကြိုက်စားလို့တော့လည်းပြီးသွားရင်ဆိုတော့အသီးလေးစဖြောပါမယ်ဒါတော့အသီးဖြောတဲ့ဆက်လေးပေါ့နော် setup တွေရင်လုပ်ပါမယ်ရလေးရင်တက်မယ်ဆက်ပြီးသွားပါပြီဒီဘက်မှာကျတော့အရေခံဖို့အတွက်ဒီဟာလေးတက်မယ်ဒီဘက်မှာကျတော့အဖတ်ထွက်တဲ့ဟာလေးပေါ့နော်အတီးကတော့ဒီအပေါက်လေးတွေကနေထည့်ဒီမော်တီလေးတောင်းတော့ပါမယ်ချိန်တာလေးကိုပြမလို့ပါအမေကိုချိန်နေပါပြီချိန်နေပါပြီကဲရပါပြီဒီခေါက်ကတော့ဘယ်လောက်ပေးရလဲဒါဆိုရင်တော့2ရက်စာလောက်တော့ရမယ်2ရက်စာလောက်တော့တောင်းဒီနေ့လည်းဟာကြောင့် ရင်းစိတ်တိတ်တော့ခွန်ကိုအိတ်ချစ်စေဖြူပြီးတော့လေစား very nice အန်ဒီလေးကိုပေါ်နေထက် လောက်ကောင်းနေတော့ကောင်းတော့ပဲဒီတနေ့ဟိုဖြုတ်ထားတဲ့ဟာကိုပင်မပြီးထပ်စား it not it by ဒီမရှိတဲ့ ဘာလဲဆိုအပေါ်ရန်လေးမှာဖြူလိုက်တာလေကွာဒီလိုလေးမမွေးလေး yummy 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 yummy
Yum. Okay, sao Sao mai yum really. အခုကတော့ဆိုည10:00နာရီလည်းရှိပြီည10:00နာရီကနေပြီးတော့17ခွဲထိကတင်တဲ့တစ်ခုရှိရပေါ့နော်သူကမြန်မာနိုင်ငံတင်တဲ့တက်တာဆိုတော့မြန်မာနိုင်ငံမှာတော့9နာရီခွဲပေါ့နော်တနင်္လာနေ့နေကျတာ rainy ထိ online class တွေရှိရတာအခုတက်ရပါမယ်အဲ့တက်ပြီးနော်အိပ်ပါတော့မယ်ခုနကတော့ဆိုပိတ်ရက်လေးမှာလုံးမယ်ဆိုပြီးစဉ်းစားထားတဲ့ဟာလေးတွေလုပ်ကြည့်ရဲတချို့ဟာတွေအဆင်မပြေဘူးဟိုဇိုင်းကကတက်တန်းတိုးထားတာဆိုတော့ဇိုင်းလူကအတင်နဲ့ဗန်စာအုပ်အချို့တွေကို update ပြန်လုပ်ရတယ်ပေါ့နော်အဲ့ဒါကြီးလုပ်ကြည့်တော့ scan ဖတ်တဲ့ညမှာဖတ်မရဘူးဖြစ်နေတယ်အဲ့ဒါ online မှာတစ်ချက်ရှာဖတ်ကြည့်တော့ဇိုင်းလူကအစ်ပြောင်းသွားတယ်လေဒီ2026ကနေလားစပြီးတော့6လပိုင်းနေစပြီးတော့အစ်ပြောင်းသွားတယ်ပြောင်းသွားတော့အဲ့ဒီကသူ့ရဲ့ထဲမှာပါတဲ့ chip ကဇိုင်းလူကအစ်နဲ့ဒီဘန်ကတ်တွေရဲ့ဒီ system နဲ့ကတိတ်ပြီးအမကောက်နေတယ်လုံးလုံးအဆင်မပြေဘူးအဲ့တော့ဆိုဘန်သွားမှရမယ်မနေ့ဖက်တိုင်းဘန်သွားမယ်ပေါ့နော်အခုကတော့ online class တက်မှာဖြစ်တဲ့ကြောင့်တင်တဲ့လေးတက်လိုက်ပါအောင်မယ်ပြီးတော့ရင်တော့အိပ်ပါတော့မယ်ဒါလေးကတော့သူ့ရဲ့ open ပိတ်ရက်လေးမှာတရက်တာလေးကိုဖြတ်တန်းတဲ့ test ပေါ့နော် D1 block လေးပဲဖြစ်ပါတယ်သူ့ရဲ့တရက်တာလေးကိုအဆုံးထိ like ပြီးကြည့်ပြီးရတဲ့ကျေးဇူးများတင်ပါတယ်မနေ့ကမှပြန်ကြည့်ပါမယ်နော် bye bye